Kapiasya Tandi yet second video selling. Page number 60 Kapiajamaishi. Akami Mabadi, a town, Janob Yopa Pesinga, and all not how nigga dot Hagago, Miami. Titanyama, Miabu Kain Nam, Murora with your Atijang. Kapaya prepared the town, Chagwabi move. Mala Biwon, Miabu, Lako Yadru, Kitoyami, Tijang, Jano, Shibiaki. Titanyama, Mia Kere, Mala Biwondi, among Yagu, yes, singer. ဆွန့်ပစ်သွားတာတော့မဟုတ်နိုင်ကြောင်းကိုသူနားလေတက်မြင့်ချင်းကျွန်တော်မရှင်းပြဒီလိုသားသစ္စာကဘာတီတရွေ့တီတလို့ဒါမင်းမှလည်းလာမင်းသစ္စာနဲ့ကြည့်ပါမယ်လက်ဆုပ်ရများကြော်လွန်ရင်အလဲလွန်ရအယက်မနေကျွန်းရအယက်မသူဆက်ပြန်လာပါအောင်ထွက်ပြေးခြင်းဝါဒဆိုလားထွက်ပြေးခြင်းလူပညာဆိုလားခက်ငယ်ငယ်စာပုတ်ကပုတ်ကခက်ခဲ့ပြီဘယ်မှာလဲဘယ်သူရေးခဲ့တာလဲဆိုတော့ကျွန်တော်မမှတ်မိတိတိကျကျမှတ်ထားဖို့ရလဲကျွန်တော်နဲ့ကတိတ်ဆိုင်လာတော့တိတ်သက်ဆိုင်လာတော့စကားရမဟုတ်ထိုးစင်ချိန်ရွယ်ကထွက်ပြေးတတ်သောအရွယ်လည်းမဟုတ်သူတလူထွက်ပြေးခံရသောဘဝတစ်ခုကိုရရှိပိုင်ဆိုင်ထားပြရအကြောင်းမရှိဘူးလေခုကိုဘာသာယုံကြည်မိနေရလဲဖြစ်နိုင်ပါတယ်နောက်တော့ကျွန်တော်ထွက်ပြေးခဲ့ဖြစ်ပြီနောက်တော့အလဲလွန်ရင်ကဘာတစ်ဖက်ကိုထိကျွန်တော်ထွက်ပြေးနေခဲ့မိပြီနောက်တော့ထွက်ပြေးသွားတာကိုကျွန်တော်ခံခဲ့ရပြန်ပြီ။ကွယ်လွန်ခြင်းကဘာတစ်ဖက်မှာကြံရည်လူလိုထွက်ပြေးသွားတာကိုခံခဲ့ရပြန်ပြီ။တိတ်မကြသေးခင်ကာလတစ်ခု၌အညာဒေတာဤ KTV တစ်ခုထဲတွင်ဆိုဖီနဲ့ကျွန်တော်ဆုံတွေ့ဖြစ်ခဲ့တယ်။တိမ်မွေးရင်ကျေးဟန်ရှိသောဆိုဖီတီမီးမြောင်ပြာရီအောက်ဝဲခအုပ်အုပ်ကလေးလှနေခဲ့သည်။ကျွန်တော်ခွက်ကိုအရက်ထက်ဖြစ်ပြီးနေသောဆိုဖီဤလက်များဒူပေါင်းကျော်သောခေါင်းဝန်းဖြူလေးနှင့်သူ့ဤပေါင်းပေါ်ကိုတည်တည်တက်တက်တင်ထားသောဆိုဖီ၏လက်များကတာမန်ထွက်တွေ့ပြောင်းညံ့နေတာတော့တတိထားမိခဲ့တယ်။ကျွန်တော်ကလက္ခဏာကြည့်ပြီးရန်ခွင့်တောင်းတဲ့အခါဆိုဖီကတအံ့ဩဖြင့်ခွင့်ပြုရင်ဇဝါလီဖြစ်မိပါသည်။ကိုမင်းတို့ကိုလင်းတို့ကသူတို့တချင်းတွေနေကြတော့ကိုထင်းနဲ့ကိုကျော်လဲသူတို့ခွက်တင်နေတယ်ချိန်နဲ့ကြာတာတဲ့ဖြင့်ဟောမေစီဟောမေဆိုဟောလေးဟုညှော်လင့်နေခံတဲ့စကားဆိုပြီးထပ်ပြင်းနေခဲ့တာမလားဟူသောကျွန်တော်ဤဟောကိန်းတွင်စက်ခနဲ့မျက်နှာချင်းကျွန်တော်ကိုဆူဆူဆက်ဆက်ကြည့်နေခဲ့သည်မှန်ဒီမားဒီတော့ဘာမှမပြောသူ့လက်ကလေးကိုသူ့ပေါင်ပေါ်ပြန်တင်ပြီးပြန်သွားဖြစ်ဦးမလားဟုကျွန်တော်မေးလိုက်သည့်အခါကြွကြွငငယ်ဖြင့်ဖြည်းဖြည်းချင်းခေါင်းခပြနေသော KTV မဆန်သည့်မင်းကလေးငယ်လေးကိုကျွန်တော်ငေးကြည့်ပြီးဖြစ်ပြီ။စောင့်နေသူကရောအရင်နေရာမှာရှိတုံးမှလားဟုသူ့လက်ဖွားလေးကိုပြန်ချန့်ရင်နွမ်းရဲရဲနေလာတယ်။အဲ့ဒါတော့ကျွန်တော်လည်းမသိ။တရားတန်ရှင်ဤလက်နှစ်ဖက်ကူကတော့နေလွယ်ဖြောက်လွယ်သူလားခဏတာပဲညှို့နေတတ်သူလားအကြကြီးညှို့နေတတ်တဲ့တန်ရုံးရှင်ကြီးတတ်သူလားကျွန်တော်တက်မပြောနိုင်ပါ။ဟုတ်တာစကားပိတ်လိုက်ရသည်။ဆိုဖီကကျွန်တော်ဘေးကင်းဆရာဟုဖြစ်သွားပုံရပါတယ်။ကျွန်တော်ကဘေးကင်းဆရာကလေးတွေထက်လက္ခဏာတို့စမ်းကြမ်းတို့ကိုကိုစမ်းလင်ဆရာတော်တို့ထံမှကြားဘူးနာဝါဖြင့်အပြောသဘောရမ်းတုပ်ခြင်းမှလွယ်ပြီးထောင်မှအေးရမရှိတာ။သို့တော့အကြာကြီးစောင့်မျှော်နေတတ်သူ၏လက်ဖွားလေးများနှင့်ချက်ပြေးသွားတတ်သူ၏လက်ဖွားလေးများအကြောင်းပုံတံအသေးစိတ်ကိုတော့ဖြင့်ဆွဆွမြဲမြဲကြက်မှတ်ထားသလိုတိတိကျကျသင်္ခိုင်မာမာပြောနိုင်ပါထိုနှမျိုးမှတစ်မျိုးသောလက်ပုံစံမှာကျွန်တော်လက်ထီရီနောက်တစ်မျိုးမှာအပူချိန်မြင့်မမနဲ့ညံ့နေတတ်သောဆိုဖီ၏လက်မျိုးကြပြဆရာသူဝေး၏ကျွန်တော်အလွန်ကြည်မိရသောကြပြတစ်ပုဒ်တွင်ထွက်သွားသူ6မျိုးရှိကြောင်းလှလှပပဖွင့်ရွယ်ကရှင်းပြထားတာကိုဖတ်ပြရသည်ဘယ်တော့မှထွက်မသွားပါဟုအထက်ထက်ကတိပေးပြီးမှထွက်သွားသည်ထွက်သွားမှနော်ဟုတတွတ်ပြောရင်းနောက်ဆုံးမှာတကယ်ပဲထွက်ပြီးသွားတဲ့စတဲ့တူဖြစ်ပြီးထွက်သားသူ6မျိုးတည်းတွင်ထွက်မသွားခြင်းမှာပဲထွက်သွားရသူလည်းရှိပါသေးတယ်ထိုမျိုးစားကတော့ဖြင့်သူထွက်သွားမှုအကြောင်းကိုတိတိကျကျနှုတ်ဆက်ရင်းနှစ်ခုလေးကိုတောင်ဖွက်ဖွက်လေးနမ်းသွားပါသည်စေသူထွက်သွားသူအမျိုးစားမှာပြန်လာဖို့ကြာနေတတ်တယ်လို့ပြီးတော့မှပြန်မလာတော့တာလည်းဖြစ်နိုင်ပါကိုနေဝင်းဤမောင်လာပြေဝန်တခြင်းတွေကစာသားအတိုင်းပြောရလိချစ်၍စွန်သားတဲ့မင်းကိုခုဆိုရမည်သူ။ဆရာသူကြီးက
ထွက်သွားပုံထွက်သွားနည်းအမျိုးမျိုးနဲ့ထွက်ပြီးသွားတတ်သူ6မျိုးလောက်ရှိတော်လဲစောင့်မြင်နေတတ်သူမျိုးစားကတော့ဖြစ်တစ်မျိုးသာရှိနေပါလားတဲ့ညှော်နေသူအားလုံးဒီညှော်နေသူသာဖြစ်ပါသည်တဲ့တစ်ဖက်ဆုံးမှာတသက်နေပါလင်လဲညှော်နေသူကတော့ဆက်ဆက်ညှော်နေနေတာဖြစ်ပြီးခက်လုံးမကအဖက်ပူလဲညှော်သူကတော့တလန်းမ၍တပွားမ၍ညှော်သူသာဖြစ်ပါသည်ချူးဆုံးစကားတွေဘယ်မှာဆုံးမလဲမမေးဝန်းတော့သည့်ညှော်သူအမိုးဆုံးမှပြန်လာအောင်မလားမပြောတတ်တော့သည့်မပြောအပ်တော့သည့်ညှော်ပြန်လာအောင်မလားမပြောတတ်တော့သည့်အကြောင်းကတော့ပြဿနာမရှိတော့လဲမပြောအပ်တော့ဘူးဆိုပြီးကိုနေဝင်းဤစကားကကျွန်တော်ကိုပုံဆိုင်မှုံမိုင်းညှို့သွားစေတယ်ပြီထို့အပ်ဆိုဒီတလုံးကပဲမောင်းလာပြေလုံးတစ်ပုတ်လုံးကိုတဲချန်တုံခါသွားစေပြီးကျွန်တော်တော့ချင်တယ်ဆိုင်တီးဆိုင်အတန်ကြီးလဲထိုနေရာအရောက်တွင်ပိုမိုအကွဲတုံခါနေသူကိုတတိထားမိခဲ့ပါတယ်ဘလို့စီးတွေများခြားတော့ခဲ့လို့ပြန်လာအောင်မလားမပြောအပ်တော့တာပါလေဘလို့ကျင်းဝတ်တွေဘလို့ပံသိပ်ခါရင်းနဲ့များရထွေးချီနှောင်ခံထားရလို့မပြောအပ်တော့တာပါလေဘလို့တစ်ဖက်ကမ်းမှများအလန်းဝေးသွားလို့ပါပဲဘယ်မြေပဲအခြေကူများတယောက်တစ်သွဲလွင့်ဝေးကျဲပတ်ခံကြရပါလို့ဟဲ့ဘလို့ပဲဘဝဘလို့အသက်နဲ့များတန်တရားကိုစက်နေကြရလို့ပါလေဆိုဖီလိုထွက်မသွားခြင်းမှာပဲထွက်ပြေးသွားသူလက်ပွားလေးများသည်နူးညံ့ပြီးတာမန်ချက်အပူချိန်ပုံမြင့်နေတတ်ပါသည်ကျွန်တော်လက်ပွားများမှာတာမန်ချက်ကြမ်းတမ်းပြီး6တွေ့ပြီးပေါ်နေတတ်သည်ကိုနေဝင်းရောသူဝေးရောကျွန်တော်လက်ဖွားလိုမျိုးဖြူရော6တွေ့နေကြမည်သူလေသူတို့မျောနေကြဆဲလားကျွန်တော်မသိပါလုံးသောကြအင်းညကမင်းညမင်းကဖြစ်ပြီးမောင်းလာတဲ့ရုံတေးရီပုံနေဝင်တေးကိုဆိုင်စစ်စစ်တမိုင်းကွယ်လွန်ခြင်းကဘာတစ်ဖက်မှာ